အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဗျကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးမှာတော့ Minecraft စဆောင်းမဲ့သူတွေနဲ့ကျွန်တော်တို့ Minecraft ကို Pro ကစားချင်တဲ့သူတွေပြန်ကျွန်တော်တို့ဖုန်းမှာကစားပြီးတော့ PC လို့ feeling လေးတွေရိုက်ချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ view လေးကိုအဆုံးထိရှုပြီးတော့အောင်လို့ကျွန်တော်ပြောချင်ပါတယ်ဗျ Okay ကျွန်တော်ကြည့်ပြလဲလို့ကြပါအောင်လို့ပြောချင်ပါတယ်ဗျVictorian song sitting take with me being your touch later go with major chain control mode take up young with me your dimas in general you check and don't go down she level your check you bro gas in the only like pavia so garo lego lehago you celebrate in your daligaro to lulu yabare bia ya capitol soဒီလိုလေးပါโอเคကျွန်တော်ဒီလိုလေးကျွန်တော်ကတော့90ဒီလိုလိုက်ပါတယ်ကျွန်တော်90ဒီကျလို့ပါဗျကျွန်တော် brother တို့ချိန်တဲ့ဒီကိုကျွန်တော်လိုရပါတယ်ကျွန်တော်ဒီ speed control လေးကတော့ပါလဲဆိုတော့ကျွန်တော် on ပေးလိုက်ပါဗျ off ဖြစ်နေ on ပေးလိုက်ပါအဲ့ဒါကတော့ကျွန်တော်အပေါင်းလေးပြပေါ်ဆက်ရပဲပြပါတယ်ဗျကျွန်တော်ဗီဒီယိုလေးကို majority high paper doll ဆိုတဲ့အခုကျွန်တော် on name ဆိုရင်တော့ကျွန်တော် off ပေးလိုက်ပါဗျအဲ့ဒါကပါလဲဆိုတော့ဒီမှာလူပုံပေါ်နေတဲ့ကျွန်တော်ပင်နာကလူပုံပေါ်နေတဲ့ဟာလေးပဲဖြစ်ပါတယ်ဗျ Okay ကျွန်တော်ဒီ pocket က classic ကိုနေပေးလိုက်ပါဗျအဲ့ဒါကကျွန်တော်ဘာတွေဖြစ်စေလဲဆိုတော့ကျွန်တော်ပြန်ပြပါတော့ဒီ3ခုညာကျွန်တော်ပြထားတဲ့အားလေးတွေဖြစ်စေပါတယ် Okay ကျွန်တော် play တဲ့ကိုပြောဝင်မယ်ကျွန်တော် create new ကိုပြန်နေမယ်ပြင်ကျွန်တော်ဒီ create new word ဆိုတော့ကိုပြန်နေမယ်ပြင်ကျွန်တော်ဒီမှာ hardcore လေးကျွန်တော်ဒီမှာလို့ရပြီဗျကျွန်တော် mod ထည့်ပြီးတော့လို့နေစရာမလိုလွယ်တကူပဲ Minecraft ကဒီမှာချပေးလိုက်ပါတယ်ဗျOkay ကျွန်တော်ပေါ်တင်မယ်ကျွန်တော်ဒီ event state ကိုတော့မယ်ပြင်ကျွန်တော်ဒီအဲ့မှာ print ထားတဲ့ဟာအောက်ဆုံးတစ်ခုကိုကျွန်တော်ပြင်ပေးလိုက်ပါဗျအဲ့ဒီနှစ်ခုကတော့ကျွန်တော်ပါရီပစ္စည်းလဲဆိုရင်တော့ကျွန်တော်ရင်ဆုံး online မယ် Okay ကျွန်တော်ပြပါပြီကျွန်တော်ပါရီပစ္စည်းလဲဆိုတော့ဒါတွေကိုပစ္စည်းပါတယ် position နဲ့ကျွန်တော် display ပါပဲပါတယ်ခင်ဗျာ Okay ကျွန်တော်ဒီ view လေးကိုဆုံးထိပေးသွားတဲ့အတွက်အလုံးကိုချီးစွာတင်ပါတယ်ဗျကျွန်တော် video လေးကိုချိန်နေတဲ့ဆိုတော့ like subscribe လေးနဲ့ကိုပေးကြပါဦးအလုံးပဲတတော်ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ် bye bye